မင်္ဂလာအားဒီနေ့မှာကျမတို့မွန်စာသင်ခန်းစာရှေ့ရောက်ပါပြီခွန်ပတွန်ဟကြမ်ဖြစ်ပါတယ်သင်ခန်းစာမှာဘျွန်ကွာငိုင်နေမိတ်နောက်ထပ်အစွဲ၃လုံးကိုလေ့လာရမှာဖြစ်တယ်ဒီပြီး၃လုံးကနှစ်တန်းထွက်လို့ရတဲ့ပြီးဖြစ်တယ်အရှိကပြီးကပထမပြီးတွဲဆိုရင်ငါနာမလို့အတန်ထွက်ပြီးတော့မှအရှိကပြီးကဒုတိယပြီးတွဲဆိုရင်ငဲနဲမဲလို့အတန်ထွက်ပါတယ်အောက်ကစာလုံးပေါင်းလေးတွေကိုလေ့လာသွားမှာဖြစ်တယ်ကပြီးငါဆွဲတော့ကငါဖတ်ပါတယ်ကပြီးနဆွဲတော့ကနဖတ်ပါတယ်ကပြီးမဆွဲတော့ကမဖတ်ပါတယ်တကယ်လို့ကပြီးမဟုတ်ဘဲနဲ့ဒီမှာကဒုတိယပြီးတွဲကဂိတ်ပြီးဆိုလို့ရှိရင်ကျမတို့ကကငိတ်ဖတ်ပါတယ်ဂိတ်ပြီးနဲ့ဒီအစွဲဆိုလို့ရှိရင်ကနေဖတ်ပြီးတော့မှဂိတ်ပြီးနဲ့မိတ်ဆွဲရင်ကျမတို့ကကမိတ်လို့ဖတ်ပါတယ်ဒီဟာနဲ့ပတ်သက်တဲ့စာလုံးတွေကိုအောက်မှာကျမတို့ဖော်ပြပေးထားတာဖြစ်ပါတယ်ဖတ်လို့ရွတ်ဖတ်တာဖြစ်ပါတယ်ဒီ box ထဲမှာကဒီဟာလေးကိုကြတော့ကျမတို့ဒီဆွဲချပြီးတော့မှဒီလိုမျိုးလေးပြန်ကွေးလိုက်တာဖြစ်တယ်ပေါ့နော်ဒီသူတင်နေတာအနအဆွဲတာဖြစ်ပါတယ်ကနတ်ကျနတ်ပနတ်ဖြစ်ပါတယ်ဒီအောက်မှာကြတော့ဒုတိယပြီးတွဲဆိုတော့ကျမတို့ခုနကပြောထားတဲ့အတိုင်းပဲနေလို့ထွက်ပါတယ်ဆိုတော့ကနေမနေလနေဖြစ်ပါတယ်ဒီမှာကြတော့ဒီ question mark ပြောင်းပြန်ပုံစံလေးပေါ့နော်သူဟာကြတော့မဆွဲတာဖြစ်ပါတယ်သင်္ကေတဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကမဆွဲတော့ကမကျမတမဖြစ်ပါတယ်ဂိတ်ဆိုတော့မဲလို့အတန်ထွက်ပါတယ်ကမဲတမဲလမဲဖြစ်ပါတယ်ကြပေါ့နော်ဒီမှာအောက်ကကြတော့ငါဆွဲတာခုနှစ်ပုံစံလေးဖြစ်ပါတယ်ပေါ့နော်ကြကငါဆွဲတော့ကျငါဖြစ်ပါတယ်တငါပငါဖြစ်ပါတယ်ဒီ box တစ်ခုလေးပဲထားတဲ့ဟာစပြီးကငါဆွဲတဲ့ခါမှာစငါအလို့မဖတ်ပဲနဲ့ဟာလို့ပဲဖတ်ပါတယ်သူကထူးခြားလို့သူကိုတစ်လုံးဖေးထားဖြစ်ပါတယ်ဆိုတော့ဂျဲပြီးနဲ့ငါငဲ့ဆွဲတော့ကျငဲ့ဖြစ်ပါတယ်ပဲပြီးနဲ့ငဲ့ဆွဲတော့ပငဲ့ဖြစ်ပြီးတော့မှလက်ပြီးနဲ့ငဲ့ဆွဲတော့လငဲ့ဖြစ်ပါတယ်ဆိုတော့ဒီ box ကကျမတို့သင်္ကေတတွေကိုနည်းနည်းလေးလိုက်မဲ့ရမယ်လို့တော့ထင်တယ်ဒီပုံစံလေးပေါ့နော်ဒီခုနှစ်ပုံစံလေးနဲ့ကျတော့ငါအဆွဲတာဖြစ်တယ်ဒီအချောင်းလေးဆွဲပြီးတော့မှပြန်ကွေးတာကျတော့နအဆွဲတာဖြစ်တယ်question mark ပြောင်းပြန်ပုံစံလေးကတော့မအဆွဲတဲ့သင်္ကေတဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်တဲ့စာလုံးလေးတွေကိုလေ့လာသွားမှာဖြစ်တယ်ဒီဟာကပုံဖတ်တာကိုပြောတာဒီမှာပုံနဲ့စာနဲ့တွဲထားတယ်ဆိုတော့ကျွန်မကစာတွေပဲပြောပြသွားမှာဖြစ်တယ် cannot လည်းပြောတယ် cannot ဖြစ်ပါတယ်ပနတ် hot တချို့နေရာမှာ hot ပြောပါတယ်တငါထမောင်ကျမနောက်ထပ်တစ်ခေါက်ပြောပြပါမယ်ဘောကနော့ပနခေါ်တငါထမောင်ကျမဖြစ်ပါတယ်အောက်ကစာပိုက်ကိုကျွန်မဖြည်းဖြည်းလေးဖတ်သွားပေးပါမယ်အပါကမောဟောမိတ်ကျမောညိရကျနာကျေကမောက်အာရလပတ်ကျေကျနာကမောက်ညိအပငယ်ဂိနာစလကနို့ကမကပဒွပငယ်ကနောက်ကနုံရ
Iji soi khanom ha tanom chuk nen du Nhi a chana ua a tangua angay ha ဆိုတော့ဒီဗီဒီယိုမှာဒီလောက်ပဲဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာမှာပြန်တွေ့ပါမယ်